နှစ်ကောင်ပိုင်းလောက်မှာဘိုင်းရက်လို့သိကြတဲ့လှိုးဝက်ဆန်ကျဲတဲ့ဘိုင်းရက်တစ်မျိုးကမ္ဘာလေတွေပေါ်လာပြီးတော့လူသားပေလျံတဲ့ကိုသေးတွေကတိရစ္ဆာန်တွေကိုလည်းသတ္တဝါကြီးတွေအဖြစ်ပြောင်းလဲဖြစ်ပါတယ်။ဒီသတ္တဝါကြီးတွေကိုဖျက်ဆီးဖို့အတွက်ကမ္ဘာအစိုးရတွေကနျူကလ িয়ার လက်နက်တွေကိုအသုံးပြုခဲ့ကြပါတယ်။သတ္တဝါကြီးတွေကတော့အသက်ရှင်ခဲ့ပေမဲ့လူယဉ်ကျေးမှုကတော့ပြတ်သုံးလို့နေပါဖြစ်ခဲ့ရပါတယ်။နိုင်ငံ၅ခုကအသက်ရှင်ကျန်ရင်းခဲ့ပြီးတော့မဟာမိတ်ဖွဲ့ကလူသားတွေအတွက်ကြီးမားတဲ့ခြေတိုက်စကန်တွေမှာကိုလုံရပေးခဲ့ကြပါတယ်။ကမ္ဘာပေါ်ကရိတ်ဆန်တွေလိုပဲလူသားတွေလည်းစွမ်းအားတွေရရှိလာကြပြီးတော့တချို့ကတော့သတ္တဝါကြီးတွေရန်ကနေကမ္ဘာကိုကောက်ွယ်ပေးတဲ့စစ်တီတော်တွေဖြစ်လာကြပါတယ်ကျွန်တော်တို့ရဲ့ဇလန်လေးကတော့လူဖုံလို့ခေါ်တဲ့ကောင်လေးတယောက်နဲ့သူ့အတန်းပေါ်တယောက်တို့လူသားတွေရဲ့ပျက်စီးနေတဲ့မျိုးဟောင်းတစ်ခုကိုငေးကြည့်နေရကနေစတင်ပါတယ်သူတို့နှစ်ဦးကမြို့ကိုလှည့်ပတ်ကြည့်ရှုဖို့ဆိုတာကောင်းလိုက်တာလို့မှတ်ချက်ပြုခဲ့ကြပေမယ့်စစ်တီတော်တွေကအပြင်ကိုထုတ်ခွင့်ရှိတာဖြစ်ကြောင်းပြောကြပါတယ်လူဖုံကပျက်စီးနေတဲ့မျိုးတွေကိုကြည့်ရင်ကောင်းကင်မှာတစုံတရာကိုမြင်လိုက်ရတယ်လို့ထင်ခဲ့ပေမဲ့ဘာမှမဟုတ်ပါဘူးလို့ကိုဖြေသိမ်းခဲ့ပါတယ်တကယ်တမ်းတော့လူဖုံမြင်လိုက်ရတာက Black Crown နဲ့ Golden Angle လို့ခေါ်တဲ့ Exonet သတ္တဝါကြီးတစ်ကောင်ဖြစ်ပါတယ်အစားကတော့ဒီကောင်ကိုချေမုံကိုကျက်လီရင်တွေဆေလုတ်ခဲ့ပေမဲ့မအောင်မြင်ခဲ့တဲ့အခါစစ်တပ်ကစစ်တီတော်တယောက်ကိုခေါ်ယူပါတယ်လူပုံကမျိုးရဲကိုဆင်းလာချိန်မှာပဲသတင်းတွေထဲမှာဗိုင်းရဲ့လေတွေထဲမှာအသက်ရှင်နိုင်တဲ့အချိန်ကမိနစ်30ကျော်သွားပြီလို့သူတေသနာအသစ်တွေကထုတ်ပြန်ပြောလိုက်ကြပါတယ်သူနဲ့သူအတန်းမော်တွေကလူတိုင်းမှာဗိုင်းရဲ့ကိုတိုက်ထုတ်နိုင်တဲ့ကိုခံအားရရှိနေတာကြောင့်လူသားတွေဟာစစ်တီတော်တွေဖြစ်လာတာဖြစ်ကြောင်းစကားပြောကြပါတယ်လမ်းလျှောက်နေရင်မှာလူဖုံကသူ့အတန်းနဲ့ကကျူရှင်းလို့ခေါ်တဲ့ကောင်မလေးတယောက်နဲ့မျက်လုံးချင်းစုံသွားပါတယ်။သူတငယ်ချင်းရောမိန်းကလေးရောတငယ်ချင်းတွေကပါသူတို့နှစ်ယောက်ကြားကအပြန်အလှန်ဆွဲဆောင်ကိုခံစားမိကြပြီးတော့နှစ်ယောက်တည်းထားခဲ့ကြပါတယ်။ဒါပေမဲ့လူဖုံစကားပြောကနေမှာပဲသူအတန်းမော်ဖြစ်တဲ့ချမ်းသာပေမာနာကြီးတဲ့ကျန်းဟောင်းမိုင်ကသူ့ရဲ့ခန္ဓာရဲ့ကားနဲ့ရောက်လာပြီးကျူရှင်းကိုအိမ်လိုက်ပို့ပေးဖို့ကမ်းလှမ်းပါတယ်။အဲ့ဒီအချိန်မှာပဲ Black Crown နဲ့ Golden Angle သတ္တဝါကြီးကောင်းကင်ဘက်မှာပေါ်လာပြီးတော့အဖျက်အမောက်တွေလှုပ်တော့တာပါ။ကျူရှင်းစီးလာတဲ့ကားကိုဖျက်ဆီးလိုက်ပါတယ်။ Black Crown နဲ့ Golden Angle ရဲ့အတန်ထက်မြန်တဲ့ပြန်တမ်းမှုကနေထွက်ပေါ်လာတဲ့လှိုင်းကရက်တွေကြောင့်အဆောက်အအုံတွေရဲ့ပြတင်းပေါင်းမှန်တွေအလုံးကွဲကြေပြီးတော့ဖန်ခွဲသားတွေကအောက်ကိုပြန်ဝဲကျလာပါတယ်။အချိန်တွေကနှိကွေးသားလိုဖြစ်ပြီးတော့လူဖုံကကျူးစင်းကိုလက်ထဲပွေ့စီကပြုတ်ကျလာတဲ့ဖန်ခွဲသားတွေကြားကနေလှိမ့်မဲသာရှောင်တိန်သွားပါတယ်။အဲဒီတရဝါကြီးကစိန်လုံးမာကြောတဲ့အမွှေးတွေကိုလူဖုံနဲ့ကျူးစင်းသည်ပစ်ချလိုက်ပါတယ်။အဲ့ဒီအမွှေးတွေကသူတို့ကိုထိုးတိုက်တော့မလို့ဖြစ်နေတော့မှာပဲစစ်တီတော်ရဲ့ဓာတ်တစ်ချောင်းကပြန်တမ်းဝင်ရောက်လာပြီးအမွှေးတွေကိုဖျက်ဆီးပစ်လိုက်ပါတယ်။တန်ကြက်ကဝစ်စင်လာတဲ့စစ်တီတော်တယောက်ကဓာတ်ပုတ်ကိုခုန်နေလာပြီးလူဖုံကတော့အံဩစာကြည့်နေရတယ်။ Black Crown နဲ့ Golden Angle နဲ့စစ်တီတော်နှစ်ဦးဟာတိမ်လိုက်တဲ့ကိုပြန်တက်သွားပြီးတော့သူတို့ရဲ့အရေးတွေကိုသာမြင်နေရပါတယ်။စစ်တီတော်ကတစ်ချက်တည်းနဲ့ Black Crown နဲ့ Golden Angle ကိုတက်ပစ်လိုက်ပါတယ်။စစ်တီတော်ရဲ့မျက်နှာနဲ့စာအားကိုလူဖုံကအံဩပြီးတနေ့နေ့မှာသူလည်းစစ်တီတော်တယောက်ဖြစ်လာဖို့မျှော်လင့်ကြောင်းသူ့ကိုယ်သူထပ်ပြောလိုက်ပါတယ်။ကျန်းအောင်မိုင်ကလူဖုံကြီးကိုရောက်လာပြီးသူ့အနေနဲ့လည်းစစ်တီတော်တယောက်ဖြစ်ချင်ကြောင်းပြောပါတယ်။ဒါပေမဲ့သူကတော့လူဖုံနဲ့အဲ့ဒီအိမ်မက်ကိုပို့ပြီးနီးစပ်တယ်လို့လည်းဆိုပါတယ်။ကျန်းအောင်ပိုင်နဲ့ဝိုင်းရင်နဲ့ကိုခံပညာရှင်ကျောင်းသားနှစ်ယောက်တို့ကလူဖုံကိုစိန်ခေါ်ပါတယ်။အဲ့ဒီအချိန်မှာပဲကိုခံပညာကလပ်ရဲ့ခေါင်းဆောင်ဖြစ်တဲ့နီးပြချန်လို့ခေါ်တဲ့ဆရာတယောက်ကကားတစ်စီးနဲ့ရောက်လာပြီးစောင့်ကြည့်နေပါတယ်။ရင်မောင်းကသူတို့မှာလူဖုံနဲ့ပတ်သက်တဲ့အချက်လက်ဘာမှမရှိဘူးလို့ပြောပါတယ်။ကျောင်းသားတွေကတိုက်ခိုက်ဖို့စတင်ကြပါတယ်။၃ယောက်တယောက်ဖြစ်နေပေမဲ့ကျန်းအောင်ပိုင်မှာလက်စစ်အကာအကွယ်တွေပါနေပေမဲ့လူဖုံကတော့သူတို့၃ယောက်စလုံးကိုအလွယ်တကူနိုင်ယူလိုက်ပြီးနီးပြချန်ကိုလည်းအထင်ကြီးသားစေပါတယ်။တိုက်ခိုက်ပြီးတဲ့နောက်မှာတော့လူဖုံကသူ့မိသားစုကသူ့ကြောင်းတက်နေတဲ့ကောင်းမွန်တဲ့မျိုးမှာနေထိုင်ဖို့မတတ်နိုင်တာကိုစိတ်ပျက်သွားပြောပါတယ်။သူကစင်းရဲသားရက်ွက်တွေကသူ့အိမ်ကိုပြန်သွားတော့သူ့မှာဘေးတက်ကလေးထိုင်နဲ့မတန်မဆွမ်းဖြစ်နေတဲ့ညီလေးတယောက်ရှိကြောင်းပေါ်လာပါတယ်။လူဖုံကစစ်တဲ့ကြောင်ကိုတက်နိုင်ရင်လေကားအစမ်းပါတဲ့အိမ်တလုံးဝယ်နိုင်မှာဖြစ်ပြီးတော့သူ့ညီလေးလည်းအိမ်ပြင်ထွက်နိုင်မှာဖြစ်ကြောင်းတွေးမိပါတယ်။လက်ရှိမှာတော့သူ့ညီလေးကအပြင်ထွက်လို့မရပါဘူး။သူ့အဖေကလည်းဒီလောက်အလုပ်ကြိုးစားကြရမလို့တော့ပဲသူမိဘတွေလည်းဆိုပါပေါ်မှာအေးကြရမလို့တော့ပဲကရင်ပေါ်မှာအိမ်နိုင်တော့မယ်လို့တွေးမိပါတယ်။ကျန်းအောင်ပိုင်ကလူဖုံကိုသူ့အိမ်ရန်တီနောက်ရန်ခံဖို့လူမိုက်တွေငှားလိုက်ပါတယ်။စာမွေးပွဲနေ့မှာအဲ့ဒီလူမိုက်တွေကလမ်းကြားထဲမှာလူဖုံကိုတိုက်ခိုက်ပါတယ်။သူလူမိုက်တွေကိုအနိုင်ယူလိုက်ပေမဲ့စာမွေးပွဲကို15မိနစ်နောက်ကြာပြီးရောက်သွားပါတယ်။အစားကတော့စာမွေးပွဲကြီးကြပ်သူကသူ့ကိုဝင်ခွင့်မပြုပေမဲ့နီးပြချန်ကအမခံပေးလိုက်တာကြောင့်စာမွေးဖြေခွင့်ရသွားပါတယ်။ကျန်းအောင်ပိုင်ကတော့ပြဿနာရှာတာမပြီးသေးပါဘူး။သူကအကြောင်းသားနှစ်ယောက်ကိုတိုက်ခိုက်ဖို့အချက်ပြလိုက်ပြီးလူဖုံရဲ့စာမွေးပွဲစာရွက်ကိုကျန်းအောင်ပိုင်ရဲ့ခြေထောက်အောက်ကိုရောက်သွားအောင်လုပ်လိုက်ပါတယ်။ကျန်းအောင်ပိုင်ကအဲ့ဒီစာရွက်ကိုနင်းလိုက်ပါတယ်။စာမွေးကိုအလင်းစလိုအပိသက်ဖို့လို့ရင်လူဖုံကမေးလဲသွားပါတယ်။ကျန်းအောင်ပိုင်ရဲ့ဦးလေးကထိတ်တန်းစစ်တီတော်တူဖြစ်ကြောင်းလည်းပေါ်လာပါတယ်။လူဖုံကစေးအောင်ခံမှနိုးလာပြီးကျူးရှင်းကသူ့ကိုလာတွေ့ပါတယ်။သူ၃ရက်ကြာအောင်မင်းမျောနေခဲ့တာဖြစ်ကြောင်းနဲ့လွန်ခဲ့တဲ့ရက်ကသရဝါကြီးရန်ကနေကယ်တင်ပေးခဲ့တဲ့အတွက်ကျေးဇူးတင်ကြောင်းကျူးရှင်းကပြောပါတယ်။ကျန်းအောင်ပိုင်ရောက်လာပြီးကျူးရှင်းရှိမှလူဖုံနဲ့တငယ်ချင်းဖြစ်ချင်အောင်ဆောင်ပါတယ်။သူပြန်သွားတော့ဒေါသထွက်နေတဲ့လူဖုံကစေးုံကရင်ရဲ့တန်ပောင်ကိုသူ့လက်နဲ့စုပ်ကိုင်လိုက်ရာတထုကွေသွားပြီးသူ့ရဲ့ခုံအားကြောင့်သူကိုယ်တိုင်လည်းအော်သွားပါတယ်။
မြေပြချန်ရောက်လာပြီးဆောင်ပွဲကြာချောင်းခဲ့ပေမဲ့စစ်တီတော်ဖြစ်ဖို့စစ်သေးမှုကိုဖြေဖို့လောက်တဲ့ခွန်ဟာသူ့မှာရှိနေကြောင်းပြောပြပါရယ်။အဲ့ဒီစစ်သေးမှုကိုအောင်မြင်ရင်စစ်တီတော်ဖြစ်ဖို့ကွင်းသင်းသန်းသတ်မှုကိုဖြေခွင့်ရမှာဖြစ်ကြောင်းလည်းပြောပါရယ်။မြေပြချန်ကစစ်တီတော်ဖြစ်ဖို့နောက်ထပ်အပိုင်းကိုရှိနေသေးကြောင်းအဲ့ဒါကတော့ဆောင်ပွဲအောင်ပြီးမှထုတ်ပေါ်ပြောကြားမှာဖြစ်ကြောင်းဒါပေမဲ့ကောလိပ်တတာထက်တော့ပိုပြီးမြန်တဲ့လမ်းကြောင်းဖြစ်ကြောင်းနဲ့လူဖုံအနေနဲ့သူ့မိသားစုအတွက်ထိုက်တန်တဲ့ဘဝကိုပေးနိုင်လောက်တဲ့ပတ်စံတွေရနိုင်ကြောင်းလည်းရှင်းပြပါရယ်။လူဖုံကသူ့မိသားစုအတွက်ပတ်စံရှာဖို့စစ်တီတော်ဖြစ်ဖို့စစ်သေးမှုမှာစည်ရင်းသိမ်းမှုဆုံးဖြတ်လိုက်ပါရယ်။လူဖုံရဲ့အဖေကမိသားစုအတွက်ပတ်စံပိုးရနိုင်မဲ့အထူးအလုပ်တစ်ခုကိုတွားလုပ်ပါတယ်။လူဖုံကိုတော့နီးပြချန်ကလာခေါ်ပြီးအဲ့ဒီနေ့မှာပဲစစ်သေးမှုဖြစ်မဲ့နောက်ထပ်အလားအလာရှိတဲ့စစ်တီတော်တယောက်ဖြစ်တဲ့ရန်ဦးနဲ့မိတ်ဆက်ပေးပါတယ်။ရန်ဦးကလူဖုံကိုမေးပါတယ်။ဆောင်ဝဲအောင်သွားရင်ဘာလို့ချင်လဲပါ။ရွေးချက်တရားလေးခုရှိကြောင်းသူကရှင်းပြပါတယ်။တရဝါကြီးတွေတိုက်ခိုက်ချိန်မှာမြို့ကိုကာကွယ်ဖို့စစ်တပ်တဲ့ဝင်တာကိုကံပညာကလပ်မှာပါဝင်ပြီးတရဝါကြီးတွေကိုတိုက်ခိုက်တာစီးပွားရေးပြန်လည်နှိုးထားလာဖို့အသင်းပွဲတစ်ခုမှာပါဝင်တာဒါမှမဟုတ်ဝေးလံခေါင်တဲ့ဒေသတွေမှာစီကံထိန်းသိမ်းဖို့ခြေသားစစ်စီတော်ဖြစ်တာစတာတွေပဲဖြစ်ပါတယ်။စစ်စီတော်တရားအနေနဲ့သူ့မိသားစုအတွက်ရနိုင်မဲ့ချမ်းသာကြွယ်ဝမှုကိုစိတ်လှုပ်ရှားနေပေမဲ့လူဖုံကတော့ကျူရှင်းနဲ့ဘယ်တော့မှပြန်ဆုံနိုင်တော့မှာမဟုတ်ဘူးလို့စိတ်မကောင်းဖြစ်နေပါတယ်။ဘာကြောင့်လဲဆိုတော့ကျူရှင်းကလူအဖွဲ့အစည်းရဲ့ချမ်းသာတဲ့ထိတ်တန်းလူဒန်းသားတွေကိုဝင်ရောက်တော့မှာဖြစ်လို့ပါပဲ။အဲ့ဒီအချိန်မှာပဲအเจ้าမှာကျူရှင်းကလူဖုံပဲရောက်နေလေလို့တွေးနေပါတယ်။ကျောင်းအောင်မိုင်ကဖုံးဝင်လာတာကြောင့်အတန်းထဲကထွက်သွားပါတယ်။သူမရှိတော့တဲ့အချိန်မှာအတန်းထဲကကျန်တဲ့သူတွေကလူပုံကစစ်စီတော်ဖြစ်ဖို့ဆောင်ဝဲဖြစ်နေတာကိုသိသွားကြပြီးအဲ့ဒါဘလောက်အမိုက်သားဖြစ်တဲ့ဆိုတာကိုအံ့ဩနေကြပါတယ်။ဆောင်ဝဲကျင်းမရနေရမှာတော့လူပုံကသူ့ကိုပထမပိုင်းမှာတရဝါကြီးစီကနေကဲတင်ခဲ့တဲ့စစ်စီတော်ကိုမြင်လိုက်ရပါတယ်။ဝူထုံလို့ခေါ်တဲ့လူတယောက်ကစံတတ်မှုနေရာမှာသူတို့ကိုနှုတ်ဆက်ပြီးမျက်နှာဖုံးပါတဲ့အထူးကလပ်ထိုင်းစီကိုတယောက်စီခေါ်သွားပါတယ်။လူပုံကသူ့ကိုပြည့်စည်နေတဲ့လူသားတွေရဲ့မြို့ဟောင်းတွေကပုံရိပ်ရောင်တွေကိုပို့ပေးတဲ့အထူးကလပ်ထိုင်းတစ်ခုမှထိုင်လိုက်ပါတယ်။စံတတ်မှုစတင်ချိန်မှာတော့သူနဲ့ကြံတဲ့စစ်တော်ဖြစ်နေတဲ့သူတွေကတရဝါကြီးကိုတိုက်ခိုက်ကြပါတယ်။အစာပိုင်းမှာတော့လူပုံကရှုပ်ထွေးပြီးကြောက်လန့်နေပါတယ်။တခြားလျှောက်လာတင်ထားသူတွေကသူပပတ်လည်မှာတရဝါကြီးတွေကိုတတ်နေကြပေမဲ့သူကတော့သူဘာအတွက်တိုက်ခိုက်နေလဲဆိုတာကိုသတိရလိုက်ပါတယ်။သူ့မိသားစုအတွက်တိုက်ခိုက်နေတာပါ။အဲ့ဒီနောက်မှာတော့သူလည်းတရဝါကြီးတွေကိုစတင်ချေမှုန်းတော့ပါတော့တယ်။သူကသူ့ရဲ့တားနဲ့ဦးကျိုတချောင်းပါတဲ့ဝုံဝတရဝါကြီးကိုတိုက်ခိုက်ပါတယ်။ရန်ကုန်ကသူဟာအရန်တော်တဲ့တိုက်ခိုက်သမားတစ်ယောက်ဖြစ်ကြောင်းမှတ်ချက်ပြုလိုက်ပါတယ်။လူဖုံရဲ့ဓာတ်ကဝုံဝတရာကြီးမှာစိုက်ဝင်နေတဲ့အတွက်ကြားခွေးတရဝါကြီးကိုလက်ပလာနဲ့ပဲတိုက်ခိုက်လိုက်ပါတယ်။အဖွဲကတရဝါကြီးကိုချေမှုန်းပြီးနောက်ထပ်ရှာဖို့သွားကြပါတယ်။စံတတ်မှုဆက်လုပ်နေချိန်မှာတော့လူဖုံရဲ့အဖေကလုပ်နေတဲ့အလုပ်ကကျန်းဟောင်ပိုင်းရဲ့အိမ်မှာဖြစ်ကြောင်းကျွန်တော်တို့သိလိုက်ရပါတယ်။စံတတ်မှုဖြည့်သူတွေကအဆောက်အုံတစ်ခုကိုဖျက်ဆီးသွားရင်အစမ်းတက်တဲ့တရဝါကြီးဖြစ်တဲ့ကိုရန်ဘတ်ထူရီနဲ့ရင်ဆိုင်ရပါတယ်။ကိုရန်ဘတ်ထူရီကသူ့အဖွဲ့သားတွေကိုချေမှုန်းလိုက်ချိန်မှာလူဖုံကဓာတ်ချောင်းကိုကောက်ယူပြီးတိုက်ခိုက်ဖို့အတွက်ပြင်ဆင်ပါတယ်။ကိုရန်ဘတ်ထူရီရဲ့တိုက်ခိုက်မှုတွေကိုသူကရှောင်လိုက်ပေမဲ့သူ့ရဲ့ဓာတ်ကတော့ကိုရန်ဘတ်ထူရီရဲ့ကောင်းနဲ့ထိမိပြီးတဝက်ကျိုးသွားပါတယ်။အဲဒီတရဝါကြီးကပြန်တန်းသွားပြီးတော့လူပုံကတော့သူ့ရဲ့ဘေးမှာကပ်ပါနေပါတယ်။ကိုရန်ဘတ်ထူရီကအောက်ကိုထိုးတင်သွားချိန်မှာတော့သူကကျိုးနေတဲ့ဓာတ်ကိုကိုရန်ဘတ်ထူရီရဲ့နှလုံးထဲထိုးတင်လိုက်ပါတယ်။သူအပြင်ကိုလွန်တက်သွားပြီးတန်ရာရထားတဲ့ကိုရန်ဘတ်ထူရီကသူ့ကိုတက်လိုက်ပါတယ်။သူဟာပေါ်ရင်ရောင်ကနေနိုးလာပါတယ်။သူအံ့ဩသွားတာကတော့သူဆောင်ဝဲအောင်မြင်ခဲ့ရုံသာမက6လတင်ထားသူတွေအားလုံးနဲ့မှအမြင့်ဆုံးကြားမှတ်ကိုရခဲ့တာပဲဖြစ်ပါတယ်။သူနဲ့ဆောင်ဝဲအောင်သွားတဲ့ရန်ကုန်တို့အပါအဝင်တခြားသူတွေလည်းတလားအတွင်းမှာကွင်းစင်ဆက်တတ်မှုဖြေရမှာဖြစ်ကြောင်းနဲ့အောင်မြင်တဲ့အတွက်ဆုလက်တစ်ခုရမှာဖြစ်ကြောင်းပြောပါတယ်။အဲ့ဒါကတော့ Kinetic Energy Project လို့ခေါ်တဲ့အရာဖြစ်ပြီးတော့ကွင်းစင်ဆက်တတ်မှုမှာသူတို့ကိုအကူအညီဖြစ်စေမှာဖြစ်ပါတယ်။ကျန်းအောင်ပိုင်ရဲ့အိမ်ကိုပြန်ရောက်တော့ကျန်းအောင်ပိုင်ကသူ့ရဲ့စေကြီးရဲ့ကျမ်းမြင်ကိုလူဖုံရဲ့အဖေကကွဲအောင်လုပ်လိုက်တယ်လို့မဟုတ်မမှန်ဆွဆဲပြီးသူ့ကိုတွန်းလှန်လိုက်ပါတယ်။သူ့ရဲ့လူတွေကလူဖုံရဲ့အဖေနဲ့သူ့အဖွဲ့သားတွေကိုရိုက်နှက်ဖို့လည်းအမိန့်ပေးပါတယ်။လူဖုံကဝင်ရောက်ကာကွယ်ပေးပြီးကျန်းအောင်ပိုင်နဲ့သူ့လူမိုက်တွေကိုအလွယ်တကူနိုင်ယူလိုက်ပါတယ်။ဒါပေမဲ့ကျန်းအောင်ပိုင်ကတော့ကင်မရာတွေတက်ထားပြီးလူဖုံကိုသူ့ကိုရိုက်တဲ့အတွက်ဖမ်းဆီးနိုင်အောင်လုပ်လိုက်ပါတယ်။ကျူရှင်းကလူဖုံကိုရဲတွေဖမ်းသွားတာကိုမြင်လိုက်ပါတယ်။လူဖုံကိုထိန်းသိမ်းစကန်ကိုခေါ်သွားပြီးသူတို့ကသူ့ကိုတရားမျှတစွာဆက်ဆံပေးမယ်ဆိုရင်သူပူပေါင်းဆောင်ရွက်ဖို့သဘောတူပါတယ်။သူ့အဖေကလွတ်သွားပြီးသူ့မိသားစုကသူ့ကိုလွတ်ပေးဖို့တောင်းပန်နေကြပေမဲ့ရဲကတော့သူတို့အနေနဲ့ဆက်ပြီးစုံစမ်းရမယ်လို့ပြောပါတယ်။ထောင်ထဲမှာတော့ခနာကိုကြီးတဲ့အကျဉ်းသားတယောက်ကလူဖုံကိုသူ့ကိုနှိမ့်နေပေးဖို့တောင်းဆိုပါတယ်။လူဖုံကညှင်းလိုက်တော့အဲ့ဒီလူကသူဟာတစ်ချိန်ကစစ်တီတော်ဖြစ်ဖို့စစ်သေးမှုအောင်မြင်ခဲ့မှုကြောင့်တော့ပေါ်ပြောပြီးသူ့ကိုတိုက်ခိုက်ပါတော့တယ်။အဲ့ဒီအကျဉ်းသားရဲ့ခွန်အားကကြီးမားနေပေမဲ့လူဖုံတော့မမြန်သလိုမကျွမ်းကျင်ပါဘူး။နောက်ဆုံးမှာတော့လူဖုံကသူ့ကိုအနိုင်ယူလိုက်ပါတယ်။နောက်တဲ့အကျဉ်းသားတယောက်ကစစ်တီတော်ဖြစ်ကျင်သူတယောက်ကအခက်အခဲကြောင့်ရင်အရေးချင်းမပြည့်မီတော့ဘူးလို့ယူဆကြောင်းထုတ်ဖော်ပြောပါတယ်။ဒါကတော့ကျန်းဟောင်းမိုင်လိုချင်ခဲ့တဲ့အရာပါပဲ။ကျန်းအောင်မိုင်ကကြောက်လို့ခေါ်တဲ့လူတယောက်ကိုငှားရမ်းပြီးထိန်းသိမ်းစကန်တဲ့ကိုလူမိုက်တွေဆေးလို့ကလူဖုံကိုဒုက္ခပေးဖို့လုပ်ပါတယ်။အစားကတော့ကြောက်ကသူ့လူတွေကစစ်တီတော်ဖြစ်ခြင်းသူကိုမနိုင်ဘူးဆိုပြီးညှင်းဆိုပါတယ်။ဒါပေမဲ့ကျန်းအောင်မိုင်ကတော့သူတို့ကသူ့ကိုဒုက္ခပေးုံပဲလုပ်တာဖြစ်ကြောင်းနဲ့သူတို့မှာအတွင်းလူတယောက်ရှိနေကြောင်းရှင်းပြပါတယ်။ကိုဘရာလို့ခေါ်တဲ့လူတယောက်ကအကျဉ်းသားတအုပ်စုကိုထိုးကျိတ်နေတာကိုမြင်လိုက်ရပါတယ်။
သူ့ကိုပတ်စံဟိုယာစစ်တီတော်အဖွဲ့မှယာရုနေရနဲ့စစ်တီတော်ဖြစ်ဖို့ကိုယ်နေသတမ်းမှုမှာလူတယောက်ကိုတတ်ခဲ့တဲ့သူရဲ့မှတ်တမ်းကိုဖျက်ပေးဖို့ကမ်းလှမ်းပါတယ်ဒီအလဲလဲအနေနဲ့ကတော့လူဖုံကိုတပ်ပေးရမှာဖြစ်ပါတယ်နီးပြချန်ကကိုဘရာတက်ထဲကစစ်တီတော်ငယ်တွေတဲ့ပိုပြီးတိတိတသာအဆွမ်းနှစ်ကြောင်းနဲ့သူကကိုယ်နေသတမ်းမှုမှာလူအများဆုံးကိုတတ်ခဲ့တယ်လို့မှတ်တမ်းတင်ထားကြောင်းထုတ်ဖော်ပြောပါတယ်ကျူးရှင်းကလူဖုံကိုထိန်းသိမ်းထားတဲ့အကျဉ်းထောင်ရဲ့အကြီးအကဲကိုဖုံးသက်ပြီးနန်းတော်ထဲမှာတိုက်ခိုက်မှုကိုသူမြင်ခဲ့တယ်လို့သက်သေခံမိပါတယ်။နေပြချန်တဲ့ဦးထုံတို့ကလူဖုံရဲ့ဆန္ဒမှုရလာတွေကိုပြန်ကြည့်ကြတော့သူကျွမ်းကျင်ပေမဲ့အတွေ့အကြုံမရှိသေးကြောင်းကွန်တင်သက်သက်မှုမှာကိုဘရာလိုပြန်ပြန်မှုနဲ့ရင်ဆိုင်ရရင်အနေရှိနိုင်ကြောင်းမှတ်ချက်ပြုကြပါတယ်။စစ်တီတော်ဖြစ်ဖို့နောက်တစ်သိမ့်ဖြစ်တဲ့ Grand Sphere A Super Skywalk ကိုသူပြီးမြောက်နိုင်မလားလို့သူတို့ကတွေးနေကြပါတယ်။ပရမာပိုင်းမှာလူဖုံကိုကတင်ခဲ့တဲ့စစ်တီတော်စီနေတာသူကလူဖုံရဲ့တိုးတက်မှုကိုဆောင်ကြည့်နေခဲ့ပါတယ်။သူရဲ့မယုံနိုင်လောက်အောင်ကောင်းမွန်တဲ့ဝိညာဉ်စာကြောင့်သူစံတတ်မှုကိုအောင်မြင်နိုင်လိမ့်မယ်လို့သူကအခိုင်အမာပြောပါတယ်။နီးပြချန်ကတော့ဒီစကားကိုကြားလိုက်ရတဲ့အခါအံ့ဩသွားပါတယ်။ဘာကြောင့်လဲဆိုတော့စီနီတာဂျူဟာဝိညာဉ်စာရဲ့သခင်တယောက်ဖြစ်နေလို့ပါပဲ။ထောင်ထဲမှာလူပုံကရန်ဦးကရှားပါတဲ့ Separator Quality Master လို့ခေါ်တဲ့ဝိညာဉ်စာမှာထူးချွန်တဲ့စစ်တီတော်အုပ်စုအကြောင်းမေးမြန်းခဲ့တဲ့အဖြစ်ကိုပြန်သိရပါတယ်။နီးပြချင်းကသူတို့ဟာစစ်တီတော်လောက်ရတဲ့ Kinetic Energy Practice ကိုသိရင်သာမက Separate Energy လို့ခေါ်တဲ့နောက်ထပ်စွမ်းရည်တစ်မျိုးကိုပါသိယူရတာဖြစ်ကြောင်းဒါကတော့သူတို့ကိုတာမန်စစ်တီတော်တယောက်တည်းအမြဲပို့ပြီးအစွမ်းထက်နေစေတာဖြစ်ကြောင်းရှင်းပြပါတယ်။အဲ့ဒါကတင် जा ပေးလို့ရတဲ့အရာမဟုတ်ပဲရတော့ရခဲ့ဖြစ်တဲ့လက်ဆောင်တစ်ခုဖြစ်ကြောင်းနဲ့စစ်တီတော်ဖြစ်ပြီးမှပဲစိတ်ပူဖို့ပြောပါတယ်။လူပုံကအဲ့ဒီနောက်မှာတော့ Fit A Super Skywalk ကိုလေ့ကျင့်ဖို့စတင်တရားထိုင်ပါတယ်။သူဒါကိုလုံနေချိန်မှာဝူတုံက Kinetic Energy Practice တွေဟာစစ်တီတော်တွေကတာမန်လူတယောက်တည်းဘာကြောင့်ပို့ပြီးအစွမ်းထက်နေလဲဆိုတာကိုရှင်းပြခဲ့တဲ့အဖြစ်ကိုလည်းပြန်သိရပါတယ်။သူကလူသားတွေဟာဗိုင်းရပ်ကိုတိုက်ထုတ်ဖို့ကိုယ်ခံအားတွေကိုဖွဲ့စည်းခဲ့တာကသူတို့ရဲ့မျိုးရိုးဗီဇတွေကိုအကောင်းဆုံးဖြစ်အောင်ပြောင်းလဲပေးခဲ့ပြီးတော့စက်ကြဝဠာတွေကစွမ်းရည်တွေကိုသူတို့ရဲ့ဆဲတွေတွေကိုစဲတော့နိုင်အောင်လုပ်ပေးခဲ့ကြောင်းနဲ့ဒီစွမ်းရည်တွေကစစ်စီတော်တွေကိုစွမ်းရည်တွေတိုးလောင်အောင်လုပ်ပေးခဲ့တာဖြစ်ကြောင်းရှင်းပြခဲ့ပါတယ်။ Fit A Super Skywalk ဆိုတာကဒီစွမ်းရည်တွေကိုဆွဲယူဖို့နည်းလမ်းပဲဖြစ်ပါတယ်။လူဖုံကတောင်ထဲမှာဒီຢာတွေကိုဆက်ပြီးလေ့ကျင့်နေပါတယ်။သူကချွေးတွေထွက်လာပြီးထိတ်လန့်သွားပါတယ်။သူကကိုယ့်ကိုယ်အေးဆေးနေဖို့အတင်းအကျပ်လုပ်လိုက်ပြီးစက်ကြဝဠာနဲ့ဆက်သွယ်လိုက်ပါတယ်။သူ့ရဲ့မျိုးဗီဇတွေအကောင်းဆုံးဖြစ်လာတာကိုသူခံစားလိုက်ရပါတယ်။တစ်ချိန်တည်းမှာပဲကိုဘရာကလည်းအလားတူပဲတရားထိုင်နေပါတယ်။သူ့ကိုထောင်ကနေလှုပ်ပေးလိုက်ပြီးလူပုံရဲ့ထောင်ဘေးနာကနေလမ်းလျှောက်သွားရင်မွေနဲ့တူတဲ့အရေးတစ်ခုကိုလူပုံရဲ့ထောင်ထဲကိုလွတ်လိုက်ပြီးသူတရားထိုင်နေချိန်မှာတိုက်ခိုက်ပါတော့တယ်